ကျွန်တော်အခုလက်ရှိနေထိုင်တဲ့ကဘာဂျိုဟာတာမန်ဂျိုတခုမဟုတ်ပါဘူးဒီဂျိုပေါ်မှာကျွန်တော်တို့မမြင်ဘူးမတွေ့ဘူးမရောက်ဘူးတဲ့အန်အောဖွေရနေရာတွေအများအပြားရှိနေနိုင်ပါတယ်အဲဒီထဲကမှအန်အောစရာကောင်းတဲ့နေရာလေးတွေကိုကျွန်တော်နဲ့အတူကြည့်ရှုခန်းစားလိုက်ကြရအောင်ပါဒီနေရာကတော့တရုတ်နိုင်ငံမှာရှိတဲ့ကမ္ဘာအမြင့်ဆုံးမှန်တရားတစ်ခုပါဒီတရားဟာမိုးမျှော်တိုက်ထက်တောင်မြင့်ပြီးတော့ကြည်လင်းနေတဲ့အမှန်ချက်တွေကြောင့်အောက်ကမြေပြင်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်တရားပေါ်တက်လိုက်တာနဲ့ကျွန်တော်မိတ်ဆွေရဲ့ခြေထောက်ဟာမြေပြင်ပေါ်မှာမရှိတော့ဘူးလို့ခန်းစားရပြီးအောက်ကအရန်လာတဲ့တောင်တန်းတွေနဲ့တဘာဝမြင်ကွင်းတွေကိုရှင်းရှင်းလင်းလင်းကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခြေတလန်းချလိုက်တာနဲ့နှလုံးခုန်တန်းတွေထိန်းချုပ်မရအောင်ဖြစ်စေမဲ့စိတ်လှုပ်ရှားပွဲအတွေ့အကြုံတစ်ခုကိုရနိုင်မှာပါကျွန်တော်ရဲ့မိတ်ဆွေကိုယ်တိုင်မျှော်လင့်ချက်နဲ့ကြောက်ရွံ့မှုကိုတပြိုင်နက်ခံစားခြင်းရင်တော့ဒီနေရာလေးကိုသွားတင်တယ်လို့ကျွန်တော်ထင်မိပါတယ်ဒါပေမဲ့နှလုံးယောဂရှိသူနဲ့အမြင့်ကိုကြောက်တယ်ရင်တော့မလဲပတ်တဲ့မသွားရောက်တဲ့နေရာပါတာမင်နစတန်ငရဲတကားမိခိုးများထွက်နေရဲ့မိကောင်းရှင်ကြီးတာမင်နစတန်ကငရဲတကားဆိုတာ1982ခုနှစ်ကတည်းကစတင်လောင်ကျွမ်းနေတဲ့သဘာဝဓာတ်ငွေ့ကန်ကြီးတစ်ခုပါလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကတက်တန်းရှိပြီဖြစ်တဲ့ဒီမြေပြင်ကြီးဟာယခုအချိန်ထိမိတောက်ချော်ရည်တွေနဲ့တောက်လောင်နေသေးပဲဖြစ်ပါတယ်ဘိုလီဗီးယားဥယူနီစားလွန်ပြင်ဘိုလီဗီးယားကစားလွန်ပြင်ကြီးဟာကမ္ဘာပေါ်မှာအကြီးဆုံးလို့သတ်မှတ်ခံထားရပါတယ်စားလွန်ပြင်ကြီးဟာမိုးရွာပြီးချိန်မှာရေတွေကြောင့်ကြီးမားတဲ့ကြီးမုန်ကန်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးတော့ကောင်းကင်နဲ့မြေပြင်တစ်ခုတည်းပေါင်းဆက်သွားတယ်လို့ဖြစ်စေလို့စားလွန်ပြင်ကြီးဟာကောင်းကင်နဲ့တစ်ဆက်တည်းဖြစ်တယ်လို့ခံစားရစီမှာပါညအမောင်မှာအပြာရောင်လင်းထမ်းများတောက်ပါနေတဲ့ကမ်းခြေဒီကမ်းခြေကတော့ညအမောင်တွေထဲမှာအပြာရောင်အလင်းထမ်းများတောက်ပါနေတဲ့ကမ်းခြေကြီးတစ်ခုပဲဖြစ်ပါတယ်ရေထဲမှာရှိတဲ့ဇီဝပိုးမလေးတွေဟာသူတို့ရဲ့သဘာဝအလင်းရောင်ကိုထုတ်လွှင့်နေကြပါတယ်ပိုးမလေးတွေဟာလိုင်းတွေရိုက်တိုင်းအပြာရောင်အလင်းရောင်တွေလင်းလက်တောက်ပါနေတာကတော့သဘာဝရဲ့အမခံထူးဆန်းအံ့ဖွယ်ရလို့ပဲဆိုရမှာပါဆိုကိုထရာကျွန်းပေါ်မှာရှိတဲ့ထူးခြားရဲ့ဒရဂွန်ဘလက်တစ်ပင်များရီမင်နိုင်ငံဆိုကိုထရာကျွန်းပေါ်ကတစ်ပင်တွေဟာကမ္ဘာအခြားတနေရာကတစ်ပင်တွေနဲ့လုံးဝမတူပဲကွဲပြားခြားနားနေပါတယ်ဒရဂွန်ဘလက်တစ်ပင်တွေရဲ့ထူးဆန်းတဲ့ပုံစံနဲ့အယောင်ဟာဒီကျွန်းကိုကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမဟုတ်တဲ့အခြားဂျိုတစ်ခုပေါ်ရောက်သွားတယ်လို့ခံစားရစီမှာပါနေအောင်ကြီးကြောင့်အယောင်ပြောင်းသွားတဲ့ထူးဆန်းတဲ့သဲကြောက်နေရန်များအမေရိကန်ပြည်ထောင်စုအရီဇိုးနားပြည်နယ်ကဒီ6ကြီးဟာရေနဲ့လေတို့ရဲ့ထွန်းထုတ်မှုကြောင့်နှစ်တန်ပေါင်းများစွာကြာမြင့်ပြီးမှဖြစ်ပေါ်လာခဲ့တာပါနေအောင်ရတဲ့အခါကြောက်နေရန်တွေပေါ်ကအယောင်တွေဟာအယောင်ပြောင်းအသက်ဝင်လာပြီးတော့တဘာဝရဲ့အမှုပညာလက်ရာကိုဒီကြောင့်နေရန်တွေပေါ်မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်အခုဒီဗီဒီယိုမှာပြသခဲ့တဲ့မြင်ကွင်းအားလုံးရဲ့နေရာတွေဟာကျွန်တော်တို့ကဘာပေါ်မှာရှိနေတဲ့ထူးဆန်းစမ်းပြားတဲ့နေရာလေးတွေပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်ရဲ့မိတ်ဆွေဘယ်နေရာကိုအရင်သွားကျင်ပါသလဲဒီလိုဗီဒီယိုလေးတွေနောက်ထပ်ကြည့်ရှုရအောင်ကျွန်တော်ရဲ့ channel ကို like လုပ်ပေးဖို့နဲ့ subscribe ကလေးတွေလုပ်ပေးကြဖို့မမေ့ပါနဲ့နော်